လက်ရှိမှာကင်မရာကောင်းဆုံးဖုန်းကို Sony တို့ iPhone တို့ထင်တယ်ဆိုခင်ဗျာနည်းနည်းလေးလွဲနေပြီ brand တော်တော်များများကင်မရာအောင်စိုက်လာကြတယ်အဲ့ထဲမှာတော်တော်ကြီးကိုတက်လာတဲ့ brand ဆိုရင် Vivo ပဲသူရဲ့ X series ကအခုချိန် AI နဲ့ပေါင်းပြီးတော်တော်ကြီးကိုကြမ်းတဲ့ result တစ်ခုရနေတာ AI နဲ့ပေါင်းလို့တချို့မကြိုက်တဲ့ဘာညာတော့တပိုင်းပေါ့လေဒါပေမဲ့သူရဲ့ X series မှာကြမ်းမှုအတွက်ကိုသူရဲ့ V series မှာအရင်အမြဲတမ်းဆန်းနေရှိရနည်းနည်းလေးသတိထားကြည့်ရင်သိရဗျာ X series တော့မဟုတ်ဘူးဒါပေမဲ့သူရဲ့ Tannic Zone ကသူ့ဈေးနဲ့ကြိုက်တဲ့ level နဲ့ရှင်လို့ရတယ် sharpness ဆွဲတင်တာမှန်တယ် AI ပါတာလည်းမှန်တယ်ဒါပေမဲ့ reality နဲ့အရင်မဝေးသွားဘူးဒီပုံဒီမှာဆိုရင်တော့ပို့ပြီးတော့သိတာတယ်ဗျာ portrait ဆိုရင်လည်း 85mm နဲ့ 100mm ကျွန်တော်တို့လုံးဝအားကိုးလို့ရတယ်ဒီ HD တက်ရှင်ကပြောစရာမလိုဘူး skin smoothness ဘာမှမေးခွန်းထုတ်ကြမလို့လားတစ်ပြက်ရိုက်လိုက်ရင်တော့မှကိုယ်ရုပ်မဆိုးသွားတဲ့သဘောကျတာအခုဒီပုံမှာဆိုရင်ကျွန်တော်ကအပြင်ကထက်တောင်မှပို့ပြီးတော့ချောတယ်အပြင်ကလည်းချောတယ်အစားအသောက်ပညာရိုက်တယ်ဆိုရင်ကျွန်တော်မှန်းထားတဲ့ result လေးထွက်တယ်အလင်းအောင်ကအစကာလာအစုံကျွန်တော်ဘာမှလိုက်ပြီးတော့ပြောစရာမလိုဘူးဒါပေမဲ့ video capability ဘိုင်းတော့ကျွန်တော်တိတ်ပြီးတော့သဘောမကျအောင်အခုဒီ video ကလည်းလူတိုင်း Vivo V60 ကြောင်းပြောလို့ကျွန်တော်တို့ဓာတ်ပုံမှာကြိုက်တဲ့ကြောင်းလာပြောတာ video တော့တိတ်ပြီးတော့မပါဘူးပေါ့နော်ဆိုတော့ဒီ video ကလည်း sponsor ကုန်းနဲ့မဟုတ်ပါဘူးကျွန်တော်ဖြစ်ပါတယ်အားလုံး host ပါ